Hello ပြည်သူများလုံးပဲမင်္ဂလာပါဒိုဒိုကိုစီစီကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ဒိုဒိုကိုကကြတော့ရန်ကုန်မြို့လေကောင်လို့လူအများသတ်မှတ်ကြတဲ့ပန်ဆိုရန်စုလေတစ်ဝိုက်ကိုလေ့လာရင်းနဲ့ရန်ကုန်မြို့အနှစ်သာရကိုဖော်ပြတဲ့နေရာတွေကဘယ်နေရာဖြစ်မလဲဆိုတာကိုစွစွနဲ့အတူတူလိုက်ပါပြီးတော့လေ့လာကြရအောင်နော်စွစွခုရောက်နေရကတော့ရန်ကုန်ဘူတာရုပ်ရောက်နေရဖြစ်ပါတယ်အဲ့တော့ let's go ရန်ကုန်ဘူတာကြီးကမြန်မာနိုင်ငံရဲ့အကြီးဆုံးဘူတာရုံကြီးဖြစ်ပါတယ်မြစ်ထားလမ်းတွေကအထက်မြန်မာပြည်မြစ်ကြီးနားကနေအောက်မြန်မာပြည်မော်လမြိုင်မြို့အထိဆက်သွယ်ထားတာဖြစ်လို့အရေးပါတဲ့လမ်းပန်းဆက်သွယ်ရေးတစ်ခုဖြစ်ပါတယ်။1889ခုနှစ်မှာအင်္ဂလိပ်တွေကဒီနေရာမှာဘူတာကြီးကိုစောက်ခဲ့ပေမဲ့အဲ့ဒီအဆောက်အဦကဂျပန်တွေဝင်လာတော့ဖျက်ဆီးခံလိုက်ရပါတယ်။ဒီအဆောက်အဦကိုကြည့်လိုက်ရင်အင်္ဂလိပ်စောက်ခဲ့တာလို့တော်တော်များများထင်ကြမယ်။တကယ်ကမြန်မာလူမျိုးအင်ဂျင်နီယာဦးလှသွင်ကမြန်မာလက်မှုပညာတွေကိုထည့်သွင်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။အခုမြင်တွေ့နေရတာကတော့ပန်ဆူရလန်ဖြစ်ပါတယ်။ဒိုဒိုကိုအစီအစဉ်မှာကဈေးတွေအစားအသောက်တွေဝင်စားခဲ့ပြီးပြီဆိုတော့ဒီတစ်ခါထူးထူးခြားခြားဖြစ်သွားအောင်လို့မကြီးပြပွဲလေးကိုတွားရောက်လေ့လာကြည့်မှာဖြစ်ပါတယ်။ဒီနေ့ဆဆူကတော့ဒီပကြီးစရာဆဆိုရဲ့40 years of artistic journey သူ့ရဲ့အနုပညာသက်တမ်း40နှစ်ပြည့်အထိမ်းအမှတ်အနေနဲ့ပြုလုပ်တဲ့ဒီပကြီးပြပွဲလေးကိုဒီမြမအလှကလာရီမှာဆဆူကတွားရောက်ကြည့်ရှုမှာဖြစ်ပါတယ်။ပြည်သူများအားလုံးပဲဆဆနဲ့အတူလိုက်ခဲ့အောင်နော်။ပန်ဆူရလန်ကို1890ကဖောက်လုပ်ခဲ့တာဖြစ်ပြီးဖေရာလန်လို့ခေါ်ကြပါတယ်။မြို့ထဲမှာတမိုင်းဝင်လမ်းတွေအများကြီးရှိပေမဲ့ပန်ဆူရလန်ကအထူးခြားဆုံးဖြစ်ပါတယ်။အကြောင်းကတော့လမ်းရဲ့အစုံမှာတင်မောစိတ်ရှိပြီးတော့လမ်းတစ်လျှောက်မှာ high court တို့ဘန်တို့လိုအရေးပါတဲ့အဆောက်အဦတွေရှိပါတယ်။လမ်းလေမှာလည်းဘူတာကြီးအောင်ဆန်းကွင်းမင်္ဂလာတောင်ရုံးဘက်ကိုတွားရလဲစီဖို့ဂုံးကြော်တရားရှိပြီးတော့လမ်းအစုံမှာကကန်တော်ကြီးရှိပါတယ်။ရန်ကုန်မှာဒီလိုအချက်ချာကြတဲ့လမ်းမျိုးကနှစ်ခုမရှိနိုင်ပါဘူး။ပန်ဆိုပန်းရိုက်လှုပ်တဲ့လူတွေနေရလမ်းဖြစ်လို့ပန်ဆိုရန်လို့ခေါ်ရလို့သိရပါတယ်။အရင်ကတော့ပစိုးရန်လို့လည်းခေါ်ကြရဲတဲ့။ပန်ဆိုရန်ကနေစုလီဘက်ကိုသွားရင်တမိုင်းဝင်အဆောက်အဦဖြစ်တဲ့မြို့တော်ခမ်းမမဟာဗန္ဓုလပန်းချံနဲ့စုလီဘုရားတို့ကိုတွေ့ရမှာဖြစ်ပါတယ်။မြို့တော်ခမ်းမက1926မှာတည်ဆောက်ခဲ့တာဖြစ်တဲ့အတွက်နောက်နှစ်ဆိုလို့ရှိရင်တည်ဆောက်ခဲ့တာကနှစ်တရာပြည့်တော့မယ်။မြို့တော်ခမ်းမနဲ့မဟာဗန္ဓုလပန်းချံတွေကလွတ်လပ်ရေးကြောက်တဲ့နှစ်ခုလုံးကိုပိတုကပညာရှင်စီတူဦးတင်ကဒီဇိုင်းဆွဲခဲ့တာပဲဖြစ်ပါတယ်။ဘိုစွန်ဘတ်လန်ကိုအရင်တုန်းကမောင်တော်လေးလမ်းလို့ခေါ်ကြပါတယ်။လမ်းနာမည်တွေပြောင်းတဲ့အချိန်မှာအင်္ဂလိပ်နာမည်တွေကိုမြန်မာနာမည်ပြောင်းပေးကြတယ်။ဒီလမ်းရဲ့ထူးခြားချက်ကအရင်နာမည်မောင်တော်လေးကဘိုးတော်ဖျားလက်ထက်ကမော်လူမျိုးစစ်ကဲမောင်တော်လေးကိုအစွဲပြုတ်ပေးထားတာဖြစ်ပြီးနောက်ထပ်ပေးရဲ့နာမည်ဖြစ်တဲ့ဘိုစွန်ဘတ်လန်ကလည်း1860ခုနှစ်ဝန်းကျင်မှာဗြိတိရှတွေကိုဆန်းဆန်းတမန်တိုက်ထုတ်ခဲ့တဲ့တာဆွန်းချင်းမျိုးနွယ်ခေါင်းဆောင်ဘိုစွန်ဘတ်ကိုကြွံပြီးကိုအစွဲပြုတ်ပေးထားတာဖြစ်ပါတယ်။ဒီလမ်းထဲမှာဂျူလီယာဗလီနဲ့စိန်ယွန်းဘတ်တီစတာကက်သလစ်ဘုရားရှိခိုးကျောင်းရှိတယ်။ဒါကြောင့်ဒီလမ်းကိုရှောက်လိုက်ရင်ရန်ကုန်မှာတိုင်းရင်းသားတွေကိုယ်ွယ်မှုမတူတဲ့လူတွေအားလုံးအတူတူစုပေါင်းနေကြရဲဆိုတဲ့အနှစ်သာရကိုခံစားရပါတယ်။ဆူဆူတို့ရိုက်ကွေးလုပ်နေတဲ့အချိန်နဲ့တိုက်ဆန်ဆိုင်ဒီမှာအစ္စလမ်ဘာသာဝင်ရဲ့ဥပုပ်ကာလာနဲ့တိုက်ဆန်ပြီးတော့သူတို့ဝါပြီးတဲ့အချိန်မှာစားဖို့အတွက်ဒီလမ်းထဲမှာပေါ့နော်ဒီလိုမုတ်ဆိုင်တွေအများကြီးနဲ့ဆူဆူကဖြစ်နေပါတယ်။
ဆူဖာလူဒါစားချင်လို့ဒီဘက်ထိတ်ကိုလာတာပေါ့နော်အခုဒီရှယ်ဗလီဆိုင်ရောက်ပါပြီဒီဆိုင်ကနေဆူဖာလူဒါရဲ့စတော်ဘယ်ရီတင်ရင်ရဲ့ကဲမွယ်ကူဖီရဲ့မာလာပါအခုတော့စားလိုက်ပါအောင်မယ်ရှင်မိတဲ့ကြီးရောစားပါအောင်လားဒီနေ့ရန်ကုန်မြို့ရဲ့ဒေါင်းဒေါင်းထဲကအထင်ကြီးနေရာတချို့ကိုတွားရောက်လေ့လာခဲ့ရမို့လို့ပြည်သက်ကြီးအားလုံးပဲကျင်းနဲ့နှစ်သက်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းဘယ်နေရာတွေထပ်သွားမလဲဆိုတာကိုဒိုဒိုကိုစီကိုစောင့်ကြည့်ဖို့မမေ့နဲ့နော်။အားလုံးပဲကြကြ